နှစ်80ပြည့်မျိုးချစ်စစ်ပွဲကြီးဆိုတာကတော့ဒါရုရှားနိုင်ငံမှာတော့ကျင်းပတာပေါ့ဗျာဒါပေမဲ့အမှန်ကတော့ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာရုရှားနိုင်ငံတနိုင်ငံနဲ့တော့သက်ဆိုင်တာမဟုတ်ဘူးအရင်တော့ကဘာမှာအစွန်းရောက်မှုတွေရှိခဲ့တယ်ကဘာမှာအစွန်းရောက်မှုတွေရှိခဲ့တယ်ဆိုတာကျွန်တော်တို့ဖက်စစ်စနစ်နာဇီစနစ်ပေါ့ဒီဖက်စစ်စနစ်နာဇီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲအဲဒီတော့ဖက်စစ်စနစ်နာဇီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာကဒါကျွန်တော်မြန်မာနိုင်ငံမှာလည်းခင်ဗျားတို့ကျွန်တော်သိတဲ့အတိုင်းပဲဖက်စစ်စနစ်ရဲ့စိုးကျိုးတွေကျွန်တော်ခံစားခဲ့ရပါတယ်မြန်မာပြည်သူတရားလုံးလည်းနှိပ်စက်ခံခဲ့ရပါတယ်အဲ့လိုပဲအိန္ဒိယနိုင်ငံတွေဖြစ်တဲ့နိုင်ငံတွေမှာလည်းဖက်စစ်စနစ်ရဲ့စိုးကျိုးတွေခံခဲ့ရတယ်ဥပမာဆိုဒါမြန်မာနိုင်ငံမှာဆိုခင်ဗျားတို့ကျွန်တော်တို့ဖတ်ကြည့်ပေါ့ဗျာဖက်စစ်စနစ်ရဲ့စိုးကျိုးသိကျင်ငဘာဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်ဒါဖြစ်ရမှန်တွေကိုရေးသားထားတာပဲဖြစ်ရမှန်တွေနဲ့သူကတမိုင်းကြောင်းတွေကိုအခြေခံပြီးရေးသားထားတာဒါလိုပဲကျွန်တော်တို့အိန္ဒိယချင်းတရုတ်နိုင်ငံမှာဆိုလဲနန်နင်းလူသတ်မှုတို့ဘာလို့ရှိခဲ့တယ်ဒါလိုပါပဲဒီရုရှားနိုင်ငံမှာဆိုရင်တော့ရုရှားတော့ရှေ့ဥရောပမှာသူကဒီနာဇီစနစ်ကိုအဓိကထားပြောကြတိုက်ခိုက်ခဲ့တဲ့နိုင်ငံပေါ့သူ့ရဲ့လူကြီး26သန်းလောက်ကျွန်တော်တို့ဒါအသက်ပေးသွားတာရှိတယ်26သန်းဆိုတဲ့လူကြီးကအဲ့ခေတ်တုန်းကလူကြီးနဲ့ခုခေတ်လူကြီးနဲ့တွက်တည်ကြမှာတော်တော်များတဲ့လူကြီးပဲဒါကြောင့်မလို့သူတို့ကအောင်ပွဲပေါ့နော်လောက်ကြတာဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြောချင်တာဒါရခင်အတိတ်သမိုင်းကြောင်းပေါ့ယခုအတိတ်သမိုင်းကြောင်းမှာလည်းခင်ဗျားတို့ကျွန်တော်ကြည့်လိုက်တဲ့ဆံမှာကျွန်တော်တို့ခဏပြောနေတဲ့ခေတ်သစ်ကိုလိုနီဝါဒခေတ်သစ်ကိုလိုနီဝါဒဆိုတဲ့ဟာတွေရှိတယ်ခေတ်သစ်မှာကျွန်တော်တို့စီးပွားရေးလက်ဝဲကြီးအုပ်မှုတွေရှိတယ်ခေတ်သစ်မှာကျွန်တော်တို့ဒါနိုင်ငံကြီးတွေကနိုင်ငံငယ်တွေအပေါ်မှာကျွန်တော်လွှမ်းမိုးလို့တဲ့ဆန္ဒတွေအမြဲရှိပါတယ်ဒါတွေကိုတော့ကျွန်တော်တို့ကဒါပူပေါင်းပြီးတော့ဒါတိုက်ဖြတ်သွားရမယ်ပူပေါင်းပြီးတော့ကျွန်တော်တို့စန့်ကျင်သွားရမှာဖြစ်တယ်လို့ပြောချင်တယ်ဒီနေရာမှာမြန်မာတပ်မတော်အနေနဲ့လည်းဒီနှစ်ရှည်ဆယ်ပြည့်အခမ်းအနားမှာကျွန်တော်တို့ပထမဆုံးအကြိမ်အနေနဲ့ပါဝင်ပြီးတော့ကြာဆောင်ရွက်ခဲ့တယ်စေးပြရှောက်ခဲ့တယ်ဂုံပြူချီတက်ခဲ့တယ်ဒီအတွက်လည်းဒီမြန်မာတပ်မတော်အနေနဲ့ကနံပါတ်1နိုင်ငံတကာတပ်မတော်တဲ့ဒီမြန်မာတပ်မတော်သည်ဒါရင်ပေါင်တိုင်းနိုင်တဲ့တပ်မတော်တရားဖြစ်တယ်နံပါတ်2မြန်မာတပ်မတော်သည်အဆင့်မီဆောင်ရွက်နိုင်တဲ့တပ်မတော်ရှိတယ်ဆိုတာထင်ထင်ရှားရှားပြသတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာရခိုင်ကနေပြောခဲ့တယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိပြီဆိုတဲ့စကားကိုပြောခဲ့တယ်ဒါကိုတချို့သောတပ်မတော်မေးမေးအောင်လုပ်ချင်တဲ့လူတွေကဒါကိုစန့်ကျင်ပဲစကားပြောကြတာပေါ့ဗျာသို့တော့ခုခေတ်မှာကျွန်တော်ကြည့်လိုက်ပါမိမိရဲ့တိုင်းပြည်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးမိမိတိုင်းပြည်ရဲ့ဂုဏ်ကျက်တည်ရှိရေးပေါ့နော်ဒီအတွက်ကာကွယ်အင်အားတောင်းတင်းဖို့လိုတယ်တပ်မတော်အင်အားတောင်းတင်းဖို့လိုတယ်မိမိရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့ဆိုလို့ရှိရင်ရိုသေခံညာလောက်တဲ့ကာကွယ်အင်အားစုရှိဖို့လိုပါတယ်ဒါတွေကိုကျွန်တော်တနိုင်ငံလုံးကသိရှိဖို့သဘောပေါက်ဖို့ဂုဏ်ယူဖို့လိုတယ်ဒါတွေကိုကျွန်တော်တို့ဖော်ဆောင်ဖို့လိုတယ်ဖော်ဆောင်နိုင်အောင်လည်းအခွင့်အရေးရခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်တရုတ်နိုင်ငံသမ္မတကြီးနဲ့တွေ့ဆုံတဲ့အခါမှာပေါ့မြန်မာနိုင်ငံအတွက်အချက်3ချက်ပဲပြောလို့နံပါတ်1အချက်ကတော့မြန်မာရဲ့အချုပ်အခြာအာဏာဖွံ့ဖြိုးတိုးတက်မှုဒါတွေကိုတရုတ်နိုင်ငံအနေနဲ့အိမ်နီးချင်းကောင်းပြီးသားတာပဲမြန်မာနိုင်ငံဘက်ကရက်တီထောက်ခံလျက်ရှိတယ်။နံပါတ်2အနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ဒါပြည်တွင်းငြိမ်းချမ်းရေးပေါ့တရုတ်ပြည်သူကသူများရဲ့ပြည်တွင်းရေးမှာဝင်ရောက်မစွတ်ဖက်ရေးမူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံလုံးကငြိမ်းချမ်းသောအတူရှင်တွဲနေထိုင်ရေးမူရင်း9ရပ်ကိုလက်ခံကျင့်သုံးလျက်ရှိတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးသူ့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်။သူ့ရဲ့အနောက်ဘက်ထွက်ပေါက်တစ်ခုဖြစ်တဲ့မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ကောင်းတဲ့ဘက်ကရှုမြင်ပြီးတော့ကြာကောင်းတဲ့ဘက်ကနေပြီးတော့ကြာမျှော်မှန်းပြီးတော့မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးကိုကျွန်တော်ဆောင်ရွက်ပေးလျက်ရှိတယ်။ဒါတွေကိုလည်းဆက်လက်ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ဟာမျိုးရခဲ့တယ်။နံပါတ်3အချက်ကတော့ရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ပြီးသားဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ကျင်းပပေးမှာဖြစ်တယ်။ဒီနှစ်ကုန်ပိုင်းမှာစတင်ကျင်းပတဲ့အခါမှာတရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သွားမယ့်ဟာတွေနဲ့ပတ်သက်ပြီးတော့ကြာထောက်ခံအားပေးတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်အနေနဲ့သတင်းကောင်းပါလို့တာကတော့မြန်မာပြည်သူလူထုအရင်ကတည်းကလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဒီဒါရခိုင်ကလည်းတပ်မတော်ရဲ့ဖော်ဆောင်မှုနဲ့ကျွန်တော်တို့ရရှိခဲ့တယ်မဲလိမ်မဲခိုးမှုတွေကြောင့်တပ်မတော်အနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့တယ်ခုချိန်မှာလည်းမြန်မာပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အနေနဲ့ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ကြောင်းကိုဒါသတင်းကောင်းပါလို့ပါတယ်ဗျအဓိကတော့ပထမဆုံးအပိုင်းပြောချင်တာကတော့နိုင်ငံရေးပါတီတွေအပိုင်းပေါ့နိုင်ငံရေးပါတီတွေအပိုင်းမှာကျွန်တော်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်မှာရှိတယ်ပြီးရင်ကျွန်တော်တို့
ဒါပြည်သူလူထုကိုအသိပေးပညာပေးရမှာရှိတယ်ဒါတွေကိုလည်းဆက်လက်လောက်ဆောင်သွားဖို့ကျွန်တော်အနေနဲ့နံပါတ်1ပြောလို့တယ်နံပါတ်2ကတော့ကျွန်တော်ပြည်သူလူထုရဲ့အပိုင်းပြည်သူလူထုရဲ့အပိုင်းမှာကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်အလိုရှိလို့ပြောပြီးပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိငြိမ်းချမ်းစွာတရားမျှတရွေးကောက်ပွဲကျင်းပနိုင်ဖို့အခြေခံလိုအပ်ချက်ဖြစ်တယ်ဒီရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက်ပြည်သူတရားလုံးကဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါဒီမိုကရေစီရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြတ်ပြတ်သားသားစန့်ကျင်ကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာဒီရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးကကျွန်တော်တို့ဒါကြာပါပြီခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်ပထမဆုံးဆက်ဆံရေးတော့တပ်မတော်ချင်းချင်းဆက်ဆံရေးကနေကျွန်တော်စခဲ့တာပေါ့ရခင်တပ်မတော်အစိုးရလက်ထက်နိုင်ငံတော်ရေဝိပြည်ပြမှုတည်ဆောက်ရေးအဖွဲ့နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတည်းကစခဲ့တာဖြစ်ပါတယ်ခုချိန်မှာတော့ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာတပ်မတော်နယ်ပယ်တွေမကဘဲနဲ့ဂါနာဘောင်းစုံမှာပါဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တယ်ဆက်လက်ပြီးလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်ဒီရုရှားကိုရောက်တဲ့အခါမှာကျွန်တော်မြန်မာတွေရောက်တဲ့အခါမှာပေါ့နော်ဒီအစိုးရတွေကျွန်တော်တို့အစိုးရအချင်းချင်းတို့တပ်မတော်အချင်းချင်းတို့ကျွန်တော်ပြောသေးဘူးပြည်သူအချင်းချင်းဆက်ဆံရေးပေါ့ရုရှားပြည်သူတွေရဲ့မြန်မာပြည်သူလူထုမှာအပြင်မြန်မာပြည်သူတွေရဲ့ရုရှားပြည်သူလူထုပေါ်အမြင်ဟာတိုးတက်ခိုင်မာနေတယ်လို့မြင်ပါတယ်ဒီအတွက်လည်းကျွန်တော်ဂုဏ်ယူပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခရီးစဉ်မှာကျွန်တော်280ပြည့်ဒါရုရှားရဲ့မဟာမျိုးချစ်အောင်ပွဲပေါ့နော်မဟာမျိုးချစ်အောင်ပွဲအဲ့မှာကျွန်တော်တို့ကနိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်နိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်မှာဒီမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုက်အနေနဲ့ဒီခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်တွေ့ဆုံကြပြောကြစကားပြောခဲ့တယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမနားလဲသဘောပေါက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်မြန်မာနိုင်ငံရဲ့ဖြစ်ရမှန်တွေနဲ့ပတ်သက်ပြီးပြောပြနိုင်ခဲ့တယ်ပြင်းပြတဲ့မြန်မာကိုကဘာကနိုင်ငံတကာကပုံမနားလဲအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာ